မြေအောက်မှာထူးဆန်းတဲ့လျှို့ဝှက်လှိုင်းကူတွေယာနဲ့ချီပြီးတော့ရှိနေပြီးမြေပေါ်မှာတော့ပျက်စီးယိုယွင်းနေလို့စုပ်ပစ်ထားတဲ့အဆောက်အအုံတွေအများအပြားရှိတဲ့မြို့အဲ့ဒီအဆောက်အအုံတွေရဲ့ကြားမှာဖွင့်ထားတဲ့အရက်ရောင်းတဲ့ဘားတွေရှိတယ်လို့ညဘက်ကျရင်လည်းမြို့လေကကလပ်တွေမှာမိမလာတွေအများကြီးရှိတဲ့မြို့ဥရောပမှာအပျော်မယ်တွေအများဆုံးရှိတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားတဲ့မြို့အဲ့လိုစိတ်ဝင်စားတရားကောင်းတဲ့မြို့ကိုမိတ်ဆွေကိုယ်တိုင်ရောက်သွားခဲ့ရင်ရောဘယ်နေရာတွေကိုအရင်လဲပတ်ချင်လဲဗျထူးခြားတဲ့ဒလီထုံးတန်းတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းတွေအပြင်ထူးထူးဆန်းဆန်းအရာတွေနဲ့ပြည့်နှက်နေတဲ့ဥရောပအလယ်ပိုင်းမှာရှိတဲ့ဂုံတုပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဟန်ဂရီနိုင်ငံရဲ့အော်တရားအကောင်းဆုံးအချက်၁၀ချက်ကိုဒီနေ့ရဲ့ဗီဒီယိုလေးမှာကျွန်တော်တို့အတူတူစူးစမ်းကြည့်အောင်ပါဒီလိုထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တုတပေါက် channel ကို Facebook မှာဆိုရင် follow လုပ်ပေးခဲ့ဖို့နဲ့ YouTube မှာဆိုရင် subscribe လုပ်ပေးခဲ့ဖို့ကိုတောင်းဆိုပေးရသေးခင်ဗျကဲဒါဆိုရင်ဟန်ဂရီနိုင်ငံရဲ့ထူးဆန်းပြီးတော့အော်တရားအကောင်းဆုံးအချက်၁၀ချက်ကိုကျွန်တော်တို့အတူတူစူးစမ်းကြည့်အောင်ပါနံပါတ်1ဘူဒါဘတ်မြို့အောက်မှာဖုံးကွယ်နေတဲ့မြေအောက်ဂူများဟန်ဂရီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဘူဒါဘတ်မြို့ရဲ့မြေအောက်မှာဂူပေါင်း200ကျော်တောင်ရှိနေပါတယ်ဒီမြေအောက်ဂူပေါင်း200ကျော်ရှိတဲ့အထက်ကတချို့ဂူတွေကတာမော်ဝါတာလို့ခေါ်တဲ့ရေအပူချိန်အနည်းဆုံး20 degree centigrade ရှိတဲ့ရေဘူးတွေနဲ့ဖွဲ့စည်းထားတဲ့မြေသားအောက်မှာတူပေါ်တိဆောက်ထားတာပါဒါအပြင်14ရာစုလောက်ကလေးကတိဆောက်ထားခဲ့တဲ့အရန်ကိုကြီးမားတဲ့ကဘာကျော် The Buddha Castle Labyrinth လို့ခေါ်တဲ့ဂူကြီးတစ်လုံးနဲ့ရှိနေပါသေးတယ်အဲ့ဒီဂူထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့ Dracula လို့ခေါ်တဲ့နာမည်ကြီးဇွန်ဘီတရေဖုတ်ကောင်ပြကန်းရှိတာကြောင့်ကဘာတော်ကခီးသွားတဲ့အလားများတဲ့နေရာတစ်ခုဖြစ်နေကြတာပါနံပါတ်2နံပါတ်96ကိုဆွဲလန်းမှုဟန်ဂရီနိုင်ငံမှာနံပါတ်96ကအလွန်အရေးကြီးပါတယ်ဟန်ဂရီနိုင်ငံရဲ့မြို့တော်ကိုစတင်တည်ထောင်ခဲ့တဲ့ကာလ1896ခုနှစ်နဲ့နံပါတ်96ဟာတိုက်ရိုက်ပတ်သက်နေလို့ပါနံပါတ်96ကိုဘူဒါဘတ်မြို့ရဲ့နေရာတိုင်းမှာတွေ့နိုင်တယ်လို့96မီတာအမြင့်ရှိတဲ့အဆောက်အုံတွေပါဝင်လွတ်တော်အဆောက်အုံလေကားတစ်ကအစ96စင်ရှိပါတယ်နောက်ဆုံးနိုင်ငံတော်တချင်းတောင်မှာ96စက္ကန့်တိတိပဲထားပါတယ်နံပါတ်3အမျိုးသမီးတွေကအမျိုးသားတွေထက်ပညာတတ်နှုန်းပိုများဟန်ဂရီနိုင်ငံမှာအမျိုးသမီးပညာတတ်တွေအများဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့တက္ကသိုလ်ဝင်ခွင့်စည်ရင်းသွင်းတဲ့အမျိုးသမီးဥယျာအမျိုးသားဥယျာထက်ပိုများတယ်လို့လည်းသိရပါတယ်ဒီအချက်ကြောင့်နိုင်ငံစည်းပွားရေးနဲ့လူဦးရေကျဆင်းလာမှာကိုဟန်ဂရီအစိုးရအနေနဲ့စိုးရိမ်မှုတွေမြင့်တက်နေပါတယ်နံပါတ်4ရေဘူးစမ်းနယ်မြေများဟန်ဂရီနိုင်ငံကကုန်းတွင်းပိတ်နယ်မြေဖြစ်ပေမဲ့လူအများစုကတော့ဟန်ဂရီနိုင်ငံကိုရေပူစမ်းတွေပေါ်များတဲ့နိုင်ငံအဖြစ်သိရှိကြပါတယ်။ဘာကြောင့်လဲဆိုရင်ဟန်ဂရီနိုင်ငံမှာဥရောပရဲ့အကြီးဆုံးရေပူကန်ဖြစ်တဲ့ Lake Eyre လို့ခေါ်တဲ့ရေပူကန်အပါအဝင်ရေပူကန်ပေါင်း1300ကျော်ရှိနေလို့ပါ။စောင်းရာသီရောက်တိုင်းလူတွေကလိုင်းကူအတွင်းကရေပူကန်တွေမှာရေချိုးပြီးထူးခြားကောင်းမွန်တဲ့အတွေ့အကြုံကိုခံစားကြပါတယ်။နံပါတ်5မြို့ပြအလှမယ်များနဲ့လှည့်စားမှုများဟန်ဂရီနိုင်ငံရဲ့မြို့တော်ဘူဒါပက်မြို့ရဲ့မြို့လယ်ဗဟိုချက်နေရာကို Red Light District လို့ခေါ်တဲ့ဥရောပမှာအပျော်မယ်တွေအများဆုံးရှိတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ခရီးသွားတဲ့အနေနဲ့အဲ့ဒီနေရာကိုသွားရင်တတိထားသွားလာသင့်တယ်လို့တတိပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လို့မိတ်ဆွေကခရီးသွားတရအောင်နေနဲ့အဲ့ဒီနေရာမှာကြုံရတက္ကစီတစ်စီးကိုငှားစီးမိမယ်ဆိုရင် taxi driver ကသူတို့ကိုပတ်စံပေးထားတဲ့ကလပ်တစ်စီးကိုမိတ်ဆွေကိုခေါ်သွားမှာဖြစ်ပြီးတော့တကယ်လို့မိတ်ဆွေကအဲ့ဒီကလပ်တွေကအလှပြိုတွေရဲ့ဆွဲဆောင်မှုကိုမလွန်ဆန်နိုင်ခဲ့ရင်တော့နောက်ဆုံးမှာမိတ်ဆွေကဒီလို Sky Height View တွေကိုရှင်းရမှာပဲဖြစ်ပါတယ်နံပါတ်6တင်းကျပ်တဲ့မွေးကင်းစာကလေးအမိပေးဥပဒေဟန်ဂရီနိုင်ငံမှာမွေးကင်းစာကလေးတွေကိုနာမည်ပေးတဲ့အခါမှာအစိုးရခွင့်ပြုထားတဲ့ထောင်နဲ့ချီတဲ့နာမည်စင်းတွေကနာမည်တွေသာပေးခွင့်ရှိပါတယ်နံပါတ်9စစ်ကိုလို့ခေါ်တဲ့တမှုထူးကြတဲ့ဟန်ဂရီကကောင်းပိုင်များကောင်းပိုင်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့မျက်လုံးထဲမှာရုပ်ရှင်ကားတွေမှာပါတဲ့ American ကောင်းပိုင်ကိုပဲပုံဖော်ကြမှာပါဒါပေမဲ့ဟန်ဂရီကောင်းပိုင်တွေကတော့တမှုထူးကြနေပါတယ်ဟန်ဂရီကောင်းပိုင်တွေကနှစ်ပေါင်း2000ကျော်လောက်ကတည်းကခြေတလုံးအိမ်တိုင်းနေထိုင်ကြပါတယ်စစ်ကိုကောင်းပိုင်တွေဟာ American ကောင်းပိုင်တွေထက်မြင်းစီကျွမ်းကျင်ပြီးတော့မြင်းနှကောင်တပြိုင်တည်းစီးနေနိုင်ကြပါတယ်နံပါတ်8အရက်ဘီယာတောက်ရင်ခွက်မတိုက်နဲ့ဟန်ဂရီနိုင်ငံသားတွေကအရက်ဘီယာတောက်ရင်ခွက်မတိုက်ကြပါဘူးအချင်းချင်းခွက်တိုက်မဲ့အစားခွက်ပင်ကိုစပွဲနဲ့သာစောက်တိုက်ကြပါတယ်ဘာကြောင့်လဲဆိုရင်1948ခုနှစ်မှာအော်စတြီးယားအရာရှိတွေကဟန်ဂရီဗိုလ်ချုပ်တွေကိုကွက်မြက်ခဲ့ပြီးတဲ့နောက်အောင်ပွဲခံတဲ့အနေနဲ့အရက်တောက်တဲ့အခါအရက်ခွက်တိုက်ပြီးတော့အောင်ပွဲခံခဲ့လို့ဖြစ်ပါတယ်နောက်တစ်ဒလေးတစ်ခုကတော့မိတ်ဆွေရဲ့တငယ်ချင်းဒါမှမဟုတ်တယောက်ကအရန်ပြင်းတဲ့တတိဘရန်ဒီအရက်ကိုအတူတူတောက်ဖို့ဖိတ်ခေါ်ကမ်းလှမ်းခံရရင်မငင်းပါနဲ့တကယ်လို့မိတ်ဆွေကငင်းခဲ့မယ်ဆိုရင်ဒါသူတို့ကိုလေးစားမှုမရှိတဲ့လက္ခဏာတရက်လို့သတ်မှတ်ထားကြောင်းမိတ်ပြက်သွားနိုင်ပါတယ်နံပါတ်9စွန့်ပစ်ထားတဲ့အဆောက်အုံကြားကအရက်ဆိုင်များဘူဒါဘတ်မြို့မှာအကောင်းဆုံးလို့ပြောလို့ရမယ့်အတွေ့အကြုံကတော့အဆောက်အုံပြက်တွေကြားမှာဖွင့်ထားတဲ့ဘားတွေမှာအရက်တောက်ရတဲ့အတွေ့အကြုံလို့ပြောလို့ရပါတယ်ဒီလိုပျက်စီးယိုယွင်းနေတဲ့အဆောက်အုံတွေကြားမှာမီးရောင်စုံတွေနဲ့အလှဆင်ပြီးဖွင့်ထားတဲ့ဘားတွေမှာတောက်ရတာကတမှုတူးကြတဲ့ခံစားမှုမျိုးကိုရနိုင်ပါတယ်ဒီလိုဘားတွေကိုဘူဒါဘတ်မြို့တော်ရဲ့ Jewish ရက်ကွက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့အခုအချိန်မှာတော့ခေတ်ဟောင်းတဲ့ခေတ်သစ်ဒီဇိုင်းတွေကိုရောဆက်ပြီးတော့အလှဆင်ထားတဲ့ဒီလိုဘားတွေကိုခရီးသွားတိုင်းကမဖြစ်မနေသွားရတဲ့နေရာတစ်ခုလိုဖြစ်နေပါပြီနံပါတ်10တဘာဝအတိုင်းမန်မီဖြစ်နေတဲ့ဘယင်စတီဖင်ရဲ့လက်
ဘယင်စတီဖင်ဟာတက္ကရီ1000ခုနှစ်မှာပထမဆုံးဘယင်တရပူကိုစောင်းခဲ့တဲ့ဟန်ဂရီနိုင်ငံရဲ့ပထမဆုံးဘယင်ဖြစ်ပါတယ်ဒီလိုသဘောအတိုင်းမန်မီရုပ်ဖြစ်နေတဲ့စတီဖင်ဘယင်ရဲ့လက်မှာအဖွဲတကိုးတွေရှိနေတယ်လို့ဟန်ဂရီနိုင်ငံသားတွေကယုံကြည်နေကြတယ်လို့နှစ်စဉ်ဩဂုတ်လ20ရက်နေ့ကိုလည်းစိတ်စတီဖင်နေလို့သတ်မှတ်ထားပြီးတော့ဝင်းပြုတ်ပွဲတွေကိုနှစ်စဉ်ပြုလုပ်ကြပါတယ်ဟန်ဂရီနိုင်ငံဟာလျှို့ဝှက်ဂူတွေများစွာရှိနေတဲ့နိုင်ငံဖြစ်တဲ့အပြင်ထူးခြားတဲ့ဒလီထုံးတန်းတွေနဲ့သမိုင်းဝင်အကြောင်းအရာတွေများစွာပြည့်နှက်နေတဲ့နိုင်ငံဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကဟန်ဂရီနိုင်ငံကိုရောက်ခဲ့ရင်ဂူထဲကရေဘူးကန်တွေမှာရေချိုးခဲ့ဖို့နဲ့ဘူဒါဘတ်မြို့လေကောင်မှာတက်ဆီငှားရင်သတိထားဖို့အကြံပေးကြပါတယ်ဒီလိုမှမဟုတ်ရင်တော့မိတ်ဆွေကလှပတဲ့ဟန်ဂရီအပြိုပြူတွေကြားကိုရောက်သွားနိုင်ပြီးပါသမျှပတ်စံတွေလည်းကုန်သွားနိုင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထူးခြားစမ်းပြတဲ့အကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့အသုတဘောက် channel လေးကို subscribe လုပ်ပေးထားဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ